မင်းတို့နှစ်ယောက်ကိုမြင်ရတယ်တော်တော်စိတ်ရှုပ် ကိုကျော်ကြီးဘာလို့နောက်ကျပြန်လာလဲ ဟဲ့သားမဂျူဂျူဟာ ဟာဟန်လေးပါလေအောင်မဆောင်တော့ဘူးလားဟာဟမ် သူရဒေါသဖြစ်နေ ဘယ်လိုဖြစ်လို့လဲ ပွဲကြီးကျလား အေးဒအေးိုင်းမက်ဆေ့မပါဘူးလားဟမ်ကာစမကူထဲမှာမက်ဆေ့ကိုဝင်ထားတာအများကြီးဝင်ဘူးလား ဘာဖြစ်လို့လဲကျော်ကြီးဟာ ဘာဖြစ်လို့လဲဟဲ့လား project manager ကမှကာစမကိုဘယ်လိုလဲမှဆဲထားတာဒိုင်းမမြင်ဘူးလား အခုကန်ဆာမာကတင်းငွေအောင်ဖို့အော်ဒါကိုကန်ဆယ်လုပ်တော့မယ် အဲ့ဒါဆိုငါတို့အခုဘယ်လိုလုပ်ကြလဲ ဒိုင်းကိုချွတ်ချောင်းတစ်ချောင်းမြင်ရမေး အကြီးလားအသေးလား ဟာရှိတာအကုန်ဝေးစမ်းပါဒါလေးနဲ့ပြည်လေသွားရင်တော်တော်ကျေးဇူးတင်ရ ဟဲ့သွားပြီလားဟဲ့ရိုက်သူတို့လက်မဲ့လည်းမခေါ်ပါဘူးနော် ထားတော့သူတို့ပြန်လာမှပဲထိုးခန့်လိုက်တော့ ဟိုလိုက် ပြန်လာကြရလား customer ဘာပြောလိုက်လဲ တော်သေးရပါဘူးကျော်ကြီးမျက်နှာထောက်ပြီးတော့ကန်ဆာမာအရင်မယူတော့ဘူးလို့ အဲ့ဒါ customer ရွှေချောင်းပေးလိုက်လို့မဟုတ်ဘူးကြော့ဒီမှာလက်မှတ်ထိုးကြအောင် ငါဘာလက်မှတ်ကိုထိုးပေးရမှာ အေးလေရွှေချောင်းမို့ project ကုန်ကြစိတ်တွေထဲမို့ပြီးတော့ဒီရွှေချောင်းမို့ကုန်ကြစိတ်ကိုကိုကျော်ရဲ့စူကြီးတွေကနှုတ်လိုက်မယ်နော် ငါ project manager လောက်ထားတဲ့အမိုက်ကိုလိုက်ရှင်းပေးနေတာဘာလဲအဆူကြီးတွေကနှုတ်ဦးမယ်ပေါ့ ကျော်ကြီးပြီးလို့ကန်ဆာမာကလက်ဆောင်အဖြစ်ယူတာနော်တခြားသူသွားပေးကြည့်ညဒီမှာတော့မဟုတ် နှုတ်မယ်ဆိုရင်တော့မှ project manager ရှီရပဲနှုတ်ရပါလေ ဟောကိုကျော်ကြီးတို့ကလည်းသူ့လောက်စာဘယ်လောက်လောက်ရပါမဟုတ်တာနှုတ်လို့လို့လောက်လာတယ် အဲ့ဆိုလေသူ့လက်ထားတဲ့နှုတ်လိုက်ပေါ့ဟာ အောင်မြင်လို့မရပါမယ်လေကိုကျော်ကြီးရဲ့သူလည်းအပြင်ထဲမှာရှိရပဲလေလူပေါ်ကိုင်မဲ့ချင်းချင်းနေပဲသူ့အတွက်လည်းနည်းနည်းထည့်စဉ်းစားပေးလိုက်အောင်မို့ ဒီလိုချက်ကိုငါလက်မှတ်ထိုးထားတာသူကငါ့ကိုဒီလိုဖြစ်အောင်လုပ်ထားတာအဲ့ဒါတော့ငါသူ့မျက်နှာကိုထောက်နေအောင်မင်းရောငါဘက်ကိုဘာလို့ထည့်မစဉ်းစားပေးလဲ ဟုတ်တယ်ကျော်ကြီးပြောတာမှန်တယ်ငါတို့ကအလုပ်လုပ်ရင်ရတာကိုပဲကြည့်တာအဲ့ရွှေဘိုးကိုလည်းငါပဲကုန်ချခံမယ် project manager ရဲ့စုကြီးတွေကိုအကုန်လုံးနှုတ်ပြီးတော့ကျော်ကြီးကိုပေးလိုက်မယ်ကျော်ကြီးအဲ့ဒါဆိုဘယ်လိုလဲ အဲ့ဆိုလေပြီးရပဲလေအခုချက်ချင်း project manager ကိုလဲပေးခိုင်းကိုလာခိုင်းအောင်မှလွယ်ဦးမယ်အနည်းဆုံးတော့သူကစကားပြောတတ်တယ် ထိုင်းတော့မရဘူးထိုင်းကြီးလုံများနေတယ် ရတယ်လေအဲ့ဒါဆိုလေဂျိုင်းကိုယ်တိုင်ပဲလာခဲ့လိုက်မနက်ဖြန်ကျရင်ဂရုထဲမှာဂျိုင်းနေတိုင်း report တင်တာကိုညင်ညင် ကိုကျော်ကြီးဘယ်မှာမို့လဲ ဘယ်သွားမှာအိမ်ပြန်မလို့လေတပတ်လုံးအလုံးမလာတော့မင်းတို့နှစ်ယောက်ကိုမြင်ရတယ်တော်တော်စိတ်ရှုပ် ဟာကိုကျော်ကြီးကျွန်တော်လည်းစောင်းလေကိုကျော်ကြီး နင်းကတကားအောင်များတာဟမ်နေ့တင်စီရင်ခံတာတွေအကုန်လုံးဂရုထဲမှာနင်းကနေတင်လိုက်တော့ ဟာတော်တော်ရှာရှည်ရဲ့ပါစက် တော်တော်ရှာရှည်ရပါစက်